on your iPhone to your face. Notification frame rates and smarter features that happen instantly, not after a beat. If you push your phone tighter, more refined. Today we're breaking down how the iPhone 18 Pro Max is shaping. So you want to learn how to eat spicy ramen. I'm gonna show you my secrets. The only thing you need is Vaseline. The ramen already looks so spicy, smell this. The ramen are done, it's time to apply some Vaseline. So you grab a little bit of Vaseline, and when you're eating spicy food, you're gonna put it on your lips before eating. If I can eat these ramen without spilling on my white t-shirt, you have to like the video. Eat smakelijk. Last bite. No reaction. And my shirt is clean, so you have to like the video. So you want to learn how to eat spicy ramen. Hey Siri, can you take me to the nearest gas station? Which one? The top one works. Getting directions to Total Energies. Okay, can you go? Oh. Starting route. In 700 feet, take a right on Avenue Laplace. Hey Google, take me to the nearest gas station. Head northeast on Avenue Jeanne d'Arc. Hey Google, take me to the nearest gas station. Head northeast on Avenue Jeanne d'Arc. Head northeast on Avenue Jeanne d'Arc. Hey Siri, Mamãe passou açúcar em mim, bem normal. Mamãe passou açúcar em mim. Passou! Bana yang tua ile kwa. What happened to your phone, you said, sir? Dropped it from on top of the car. Is this the new iPhone? Wow, ngã tới đây mà ấy đã. Nhớ nhiều sâu mà là, mỗi样chuyện này. Hay, anh phải phải phiền nhà này quá, hả? Mỗi giờ đã mà hậu giàu gì, mỗi ngày mà tay nhà quá, ngay này mà để xí đi quên đi quá là quá. Oh my god, hiểu? Anh này mà xí đi quên đi bi, mỗi ngày bỏ xuống đi bi, phải phiền con này quá, Oh my god, tao nhiều lâu xí đi phô nó bị quá,他苏纳米ဝင်သွားလားမသိဘူးတော့ငါအဲ့ဒီတော့苏纳米ဝင်သွားလား Oh my god ဟဲ့ရောက်ရေးဒုက္ခပဲဟဲ့ဒီတခါအရင်တော့တဲ့ပိုချမ်းတယ်ကွာအရင်ခိုင်တဲ့ပိုချမ်းတယ်ဒီတခါဝင်သွားတဲ့苏纳米ကြီးอ่ะအဲ့တမျိုးလုံးကမြုပ်သွားတာကွာ
အရင်တော့မှလမ်းလေးရှိသေးတယ်ဟေးဒီတောင်ကောကငါ့အိမ်မှာရေဝင်ပြီးအကုန်ပျက်စီးကုန်ပြီကွာဟာဒုက္ခပါပဲကွာဒုက္ခပါပဲဘိုးလည်းငါကြောင်းသွားကြည့်အောင်မယ်ကွာတိုးကြောင်းလည်းရေမြုပ်သွားပြီဟာရေတွေကတောင်ကောပေါ်ထိပါတဖြည်းဖြည်းတက်လာပြီကွာဒုက္ခပဲနေစမ်းပါဦးဟိုမှာလူတယောက်ပါလားကွာငါ့အိမ်ပေါ်ဘယ်သူရောက်နေရလဲအိမ်ပေါ်ဘယ်သူရောက်နေလဲမသိဘူးဒုက္ခပဲငါသွားကြည့်တော့မယ်ဟဲ့လူခင်ဗျဘယ်သူလဲဗျကျွန်တော်အိမ်ပေါ်ဘာတက်လုံနေရလဲဒီမှာရေတွေဝင်နေပါလေဆိုမှဗျာကျွန်တော်အိမ်တော်မှာမကြငယ်မြုပ်တော့မယ်ခင်ဗျလမ်းပါပဲကွာတယောက်လမ်းပါမင်းငါအိမ်ကိုဘာလာလို့ရလဲဘာလို့ရမှာလဲစမရငါအိမ်ရလဲရေမြုပ်သွားပြီလေကွာငါနေစရာမရှိလို့မင်းအိမ်ကိုခဏပြောင်းလာတာကွာအေးဟုတ်သားပဲကွာမင်းအိမ်ကမြေနေမှစောက်ထားတာပဲဟာဒုက္ခပဲကွာဒီတိုင်းဆိုရင်အိမ်နေအားလုံးကရေမြုပ်ကုန်ပြီကွာရလမ်းပါရင်မင်းအိမ်ထဲခဏဝင်နေကွာဖြစ်ပါမိုးရရမ်းရွာနေရကွာဟာအိမ်ကြီးကခေါင်းဝဲပေါ်တော့ဟဲ့ဒုက္ခပါပဲဟိုးရှိမှာပါလေမဲနဲ့ရဘူးတယောက်ဒုက္ခရောက်နေတယ်တဲ့ကွာခေါင်းမိုးထိတ်မှာမြင်နေရရဲ့သူကြီးလည်းမသိဘူးအောင်နဲ့ဟာဟဲ့အောင်နဲ့ဘူးလို့ပြီးတော့ဟိုဘက်ရောက်သွားတယ်ဒီကောင်လမ်းထဲမှာတခြားကိုယ်နဲ့သွားစော့နေရတယ်နဲ့ဒုက္ခပဲအိမ်မပြန်တတ်တော့ဘူးဒီမှာသူဒီကောင်ရေလဲကူးတတ်တာမဟုတ်ကွာရက်ကနဲ့ပြန်လာမဟုတ်ဘူးသူမခေါင်းမိုးထိတ်လေးမှာစောင့်နေရကွာတနားလိုက်ကွာငါသွားခေါ်မှရမယ်ပတ်လေးမှာလေရေရအကုန်လုံးဖုံးနေရကွာဒုက္ခပဲလမ်းမရေးအိမ်ခဏစောင့်နေအောင်ကွာငါအောင်တော့ငါသွားခေါ်ရအောင်မယ်ကွာအေးရโอเคဒီမှာလာပိတ်နေပြီโอเคရပြီအောင်နေငါလာပြီဘာမှမကြောက်နဲ့အောင်နေဘလေးရေရရောက်များကြီးပဲOh my god တလန်းလုံးမြုပ်ကုန်တာပဲကွာတကယ်ကြီးပဲငါးတွေပါရောက်လာပြီနော်ငါးတွေပါဒီမှာရောက်လာပြီအဲ့ဒီရောက်အရမ်းများနေပြီဘေးငမန်းတွေပါရောက်လာတော့တိုင်ပတ်တော့မှာပဲအောင်ရေးငမန်းတွေပါရောက်လာတော့တိုင်ပတ်တော့မှာပဲအင်းကြီးကုန်ပြုတ်ကုန်ပြီတခြားလူတွေရောဘယ်ရောက်ကုန်လဲမသိဘူးနော်တို့ရချို့အောင်ထွက်ပြေးကုန်ပြီလားမသိဘူးငါတယောက်တည်းဒီမှာအိတ်ပျော်ပြီးတော့ကြံခဲ့ရတယ်နဲ့ကွာဦးလေးတုံမျိုးလည်းထွက်ပြေးသွားပြီလားမသိဘူးငါ့ကိုဖုန်းလေးပါလေးအောင်မဆက်ကြအောင်ဖုန်းကဘယ်ဆက်လို့ရမလဲတိုင်နေပြောက်နေအောင်နေငါလာပြီအောင်နေငါဒုက္ခပဲကွာမင်းရတယ်ငါလာပြီဘာမှစိတ်ဝင်နေအောင်နေငါလာပြီအောင်နေငါလာပြီဘယ်အမပဲနေကွာအောင်နေရှိရဲ့အိမ်ပေါ်ငါဘယ်လိုတက်ရမလဲအောင်နေရှိရဲ့အိမ်ပေါ်ဘယ်လိုတက်ရမလဲဒါအကြီးဆုံးဆူနာမီကြီးပဲကွာဟိုမှာလေလူပဲဟိုမှာလူပဲကွာလူရရှိရဲ့မျိုးရင်းမှာလူပဲရှိရဲ့ဟိုမှာဒီကိုကြီးအဲ့လူပဲရေကူးနေကြရဲ့ကွာအမိုင်းစင်းပြေးလားအမိုင်းကူဒီမှာလေလူပဲကွာဒီမှာအမိုင်းလူပဲအများကြီးပဲကွာငါလိုပဲအိပ်ပြုံနေထိုင်တွေ့တာမသိကြဘူးတက်ဖို့လမ်းတွေ့ပြီအောင်နေငါလာပြီโอเคရပြီခေအောင်နေငါလာပြီအောင်နေဘာမှမကြောက်နဲ့ငါလာပြီကဒုက္ခပဲရောင်ရေးဒီဘေးနာပဲသွားပါငါလာပြီမြို့ထဲမှာတခြားလူတွေရေနစ်နေကြရဲ့ကွာဒုက္ခပါပဲကွာโอเคအောင်နေကြီးငါလာပြီဘာမှမကြောက်နဲ့တော့ကွာငါပြုတ်ကြပါသိပါပြီလာခဲ့လူကရှေ့ပြန်နစ်နေခဏဆောက်ဒုက္ခပါပဲကွာဒုက္ခပါပဲအခြေအနေရောက်တော်တင်းမာနေပြီညိုထဲမှာလူတွေရတမှာဘောလုံးကြီးပေါ်လိုက်ရေထဲမှာငုံလိုက်နေငါလည်းတိုင်ပတ်နေပြီကွာရေညစ်နေပါချောနေဘယ်ကလေးကရေကကြီးနေလဲမသိဘူးဒုက္ခပဲကွာဟိုဘေးကနေပြန်တက်ရမယ်โอเคရဒီဘက်ကတက်လို့ရတယ်ဟုတ်တယ်ခဏစောငါဒုတိယမီပြန်လာပြီရရတခါပြုတ်ကြတော့မဖြစ်ဘူးကွာဟုတ်လေဘီနာနေသွားအောင်ခေါင်းမိုးကြီးကပြင်းသွားအောင်နေငါလာပြီပြုတ်ကြလို့မဖြစ်ဘူးဘီနာကတ်သွားအောင်ကြာရပြီရောက်ရေဆေးရမပြေပါအောင်နေငါပြန်လာပြီတက်ရမီစိတ်လည်းညစ်ပါတယ်ကွာအောင်နေခဏစောငါမင်းကိုကဲပါကွာငါဒီနေ့အောင်မင်းကိုရအောင်ကဲပါခဏစောင့်ပြီဘေးနာသူနဲ့ကွက်တိဖြစ်တဲ့ညာကနေတောက်သွားရတော့မယ်โอเคရပြီအောင်နေငါတကယ်ရောက်ပြီမနောက်တော့ဘူးကဲမင်းငါပခုံးဝတ်တက်ကွာအောင်နေရလားငါအိမ်ဟိုမှာငါအိမ်မှာလေရှည်တွေကဝင်နေပြီကွာ
အိမ်ထဲမှာလေဒီမှာဆူနာမီကြောင့်ငါအိမ်ထဲမှာရေမြုပ်တော့မယ်ပျက်စီးရောမယ်ကွာဒုက္ခပဲကွာလာပခုံးဝတ်တဲ့အေးကောင်းတယ်ခေါင်းပေါ်တာတက်နေရောကွာငါမျက်လုံးကမမြင်ရတော့ရောက်ရင်မင်းအမွှေးနဲ့ဖုံးနေဘေးအေး Okay let's go အောင်နေတခြားနေဒီကောင်အသက်သိရှိလို့မရဘူးဒီကောင်အပေါ်ဘောလုံးပေါ်ငါလောက်ရမလားအောင်နေရေရောက်မင်းအမွှေးနဲ့ငါမျက်လုံးပိတ်နေရကွာတခြားမရဘူးရပြီငါအိမ်ရလဲဟိုမှာရှည်မြုပ်တော့မယ်ကွာရှည်မှာချီးနေပြီရှည်လဲဝင်နေပြီကွာဒုက္ခပဲကွာအောင်နောက်ကောင်ကအရှင်ခဲ့ရမယ်ပြီးရင်ဘိုးချောင်းသွားကြည့်အောင်မယ်ဘိုးချောင်းနဲ့ရှည်မြုပ်နေပြီတဲ့အခုကအရင်ဆူနာမီနဲ့မတူဘူးကွာဒီဆူနာမီကတမျိုးလုံးရှည်ပါလုံးဝဆုံးမြုပ်သွားတာကွာဟာဒုက္ခပဲကွာအရှင်တော့မှဟိုဘက်ကမ်းခြေနားလေးပဲမြုပ်တာဆူနာမီကဦးလေးတို့မျိုးအိမ်တော့ပါအောင်မှမြုပ်သွားပြီတဲ့ကွာဒီချင်းနေဆိုရင်တော့ဒီကတော့ကြီးနေရဒုက္ခပဲအောင်နေအဆင်ပြေလားအောင်နေဟာအောင်နေရအောက်ကဘာလဲငမန်းဆွဲရလားမသိဘူးမြုပ်တယ်ဟာကဲပေါင်းငါဘယ်ရောက်နေအော်ရေကူးကန်နဲ့ရောက်လာတာဟာဘယ်လိုရေကူးကန်ကြီးလဲရေကူးကန်ထဲမှာပိတ်မိနေပြီရောက်ပြီဘယ်ရေကူးကန်ကြီးလဲကလာစားနေတယ်လို့ရပြီမလေးရေကူးကန်တခုမှသွားတက်နေရကွာဒီမှာဒီဘေးကနေပတ်သွားမယ်အပေါ်ကနေဆင်းလို့မရတော့ဘူးအပေါ်ကနေပြန်ဆင်းတဲ့နေရာနဲ့ပြန်တက်လို့မရနိုင်တော့ဘူးကွာလမ်းဘာဟိုမှာရှိသေးရကွာတော်သေးရကွာဘာဖြစ်တငင်းတယောက်အပေါ်ရှိသေးတော့တော်သေးရအောင်နေ fighting ကွာနော်မင်းခေါင်းကြီးမှမြုပ်နေပြီရောက်ရေးငါလည်းဒီလိုကုမအမြန်ရောက်တော့မှာကွာအတက်တော့ခဏအောင်နာကွာ okay ရောက်ပြီအောင်နေရောက်ဘူးနေအောင်မင်းခဏကိုရလေးတယ်ခခုံလို့အောင်မရတော့ဘူးဆင်းတော့ရောက်လာဟေးအောင်နေဒီဘက်ကိုလာအေးလာရှီရတကယ်အကုန်မြုပ်သွားတာဟေးတကယ်အကုန်ပြုတ်သွားဟာနောက်အောင်နေပြေးလာဒီကောင်လည်းရှီစုံနေရောက်ရင်ငါလည်းရှီစုံနေပြီကွာ come on အိမ်ထဲအမြန်ဝင်ရမယ်ကွာနံပါတ်စီကိုတော့အချင်းသွားအပ်ရမယ်နံပါတ်အောင်နေလာရအောင်နေရေထပ်ပြီးတော့ပျောက်မယ်ကွာလာငါမင်းစိတ်ဘူးလားနံပါတ်လာအောင်နေလာနံပါတ်လာပါဦးကွာအိုးရောက်ရှေးရှိုးနေပြီမိုးရီလည်းခေါက်မိုးရီလည်းကုန်ရှိုးနေပြီနံပါတ်ငါအောင်နေကိုခဏထားခဲ့မယ်ကွာဘိုးကြောင်ငါတွားကြည့်လာအောင်မယ်ကွာဘိုးကြောင်ကဒီမှာစမ်းပွဲရှိအောင်